တော်ကယေရှုရဲ့ရုပ်ဖွားတွေဖြစ်တယ်ယေရှုကကျွန်တော်ကရုပ်တုမရှိဘူးကျွန်တော်ကိုးကွယ်စရာယေရှုရဲ့ရုပ်တုမရှိဘူးယေရှုရဲ့ရုပ်တုကကျွန်တော်ပဲတချို့အိမ်တွေမှာကတ်ထားတဲ့ယေရှုပုံအဲ့ဒါယေရှုမဟုတ်အဲ့ဒါမင်းသားတယောက်ပုံပဲသူ့ပုံတော်မှာယေရှုလို့ခင်ဗျားလက်ခံဘာလို့ခင်ဗျားကိုခင်ဗျားယေရှုကဲ့သို့တော်သူဖြစ်တယ်လို့လက်မခံဘူးဟာလေလုယာယေရှုပေါ်မှာတက်ရောက်တဲ့တန်ရှင်တော်ဝိညာဉ်တော်နဲ့တင့်ပေါ်မှာတွန်းလောင်းတဲ့တန်ရှင်တော်ဝိညာဉ်တော် the same အတူတူပဲတန်ရှင်တော်ဝိညာဉ်တော်နှစ်ပါးရှိတာမဟုတ်တစ်ပါးနဲ့ယေရှုပေါ်တွန်းလောင်းတဲ့ဝိညာဉ်တော်ကလူတွေထမြောက်နိုင်တင့်ပေါ်မှာတက်ရောက်တဲ့ဝိညာဉ်ကလည်းလူတွေထမြောက်နိုင်ယေရှုပေါ်တက်ရောက်တဲ့ဝိညာဉ်တော်ကမုံ9လုံးနဲ့9ကောင်လူ9000ကျွေးလို့ရတယ်တင့်ပေါ်မှာတက်ရောက်တဲ့ဝိညာဉ်ကလည်းတင့်မှာဘာမှမရှိလို့ထင်ရပေမဲ့အဲ့ဒါကလူ9000ကျွေးမွေးတဲ့လူဖြစ်စေတယ်